မင်္ဂလာပါဒီနေ့ကတော့မင်းတို့ချက်မှာဝတ်သားရင်းလေးဖြစ်ပါတယ်နော်ဝတ်သားရင်းလေးစက်ချက်တွေတော့မင်းတို့ချက်တန်းစင်ပြီးကြဝတ်သားလေးတွေကိုရတာလေးနဲ့လည်းစားလေးထည့်တယ်ချိုးမှုလေးထည့်တယ်ဝတ်သားလေးတွေကိုရတာနှစ်ထားပါမယ်နှစ်ထားပြီးဆိုတော့မင်းတို့စီစတက်ပါမယ်နော်စနေနေ့ငယ်ထည့်မယ်ဒီတက်တက်ကြီးတက်တော်ကြီးဒီလိုထောင်းထားတာလေးကိုစီတက်ပါမယ်နော်တက်လုံးမှုလာပြီဆိုရင်ဒီလိုကားလေးထည့်ပါမယ်။ကားလေးထည့်ပြီးတော့ဒီလိုနေထားလို့ရပြီဆိုရင်ဒီလိုဆိုင်လေးထည့်ပါမယ်နော်။ဒီကခွဲလိုက်ရင်ဘာမှမရဘူး။ခွဲထည့်ရိုက်တယ်။ဒီကခိုင်မှန်တယ်လေးခိုင်နေတာ။ဒီရက်ချက်တော့ခိုင်နေတယ်။ကားလေးကိုလောင်းလိုက်လို့ဒီလိုနေထားလို့ရပြီဆိုရင်လည်းရေးထည့်ပါမယ်နော်။ဒီလေးကိုကိုလိုတလောက်လေးထည့်ပါမယ်။ထည့်ပြီးပါဆိုရင်တော့ဘုံလေးပေါ့ပြီးမင်းတို့ချက်ထားပါမယ်နော်။